Hello အားလုံးပဲမင်္ဂလာပါဒီနေ့ reading ထဲမှာဘယ်လိုမျိုးပေါ့နော်ကိုဟာ comic lesson တွေကိုကြုံတွေ့ရပြီလဲဖြည့်ဆည်းပြီးတော့နော်ဝေကျွေးတွေဆက်ပြီးလဲဆိုတာနဲ့ပတ်သက်ပြီးပြပြမှာဖြစ်ပါတယ်ဘယ်လို comic သင်ခန်းစာလို့ခေါ်ရဲကန်ကျွေးဝေကျွေးသင်ခန်းစာတွေကိုရောဘယ်လိုမျိုးကိုဟာသင်ယူခဲ့ပြီလဲပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ပိုင်းလေးလုပ်ပြီးမှာဖြစ်ပါတယ်ကဲဆိုတော့ကဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုတည်တံ့private reading လေးမေးချင်တယ်ဆိုရင် page မှာ #comic lesson ဆိုပြီးတော့မေးလို့ရပါတယ်နော်ဟုတ်ကဲ့ဒီမှာဆိုရင်1 2ဆိုပြီးတော့နှစ်ကပ်ပေးထားပါတယ်နှစ်ကပ်ထဲကတစ်ဝက်ကပ်ကိုလုံးဝသဝါရှူပြီးတော့တခြားလေးအာယုံဆိုင်ပြီးတော့ရွေးပေးပါနှစ်ကပ်လုံးကကို calling ခေါ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာတစ်ကပ်ကိုပါအာယုံဆိုင်ပြီးရွေးပေးပါပေါ့နော်ရွေးပေးရတဲ့ reading တွေကိုစပြီးဖတ်လို့ရပါပြီကဲအဲ့တော့တင်းနဲ့နှစ်နဲ့ကြည့်လာမယ်ပေါ့နော်Trusting the unknown. The universe has a plan. That by one, that by two. Okay. So by one, no, by one ကဘာလဲဆိုကိုတင်ယူလိုက်တဲ့ကံသင်ခန်းစာအဲ့ဒါဘာလဲဆိုတော့ universe has a plan နဲ့တူလားဒါကြောင့်လေကံတရားကသူ့အစီအစဉ်နဲ့သူသွားလိမ့်မယ်ကံကြီးအကျိုးပေါ့နော် trusting the unknown ဆိုတာကိုမသိထားတဲ့ကံပေါ်မှာယုံကြည်မှုနဲ့ပတ်သက်ပြီး by one day ကတော်တော်လေးသင်ခန်းစာရခဲ့ဖို့ရှိလိမ့်မယ်เนาะအဲ့ဒါကဘာလဲဆိုရင် unknown ဆိုတဲ့အရာကဒီကံတရားမှာဆိုမမြင်ရတဲ့အရာလူဆိုတာကဥပမာထားပါတော့10နှစ်သမီးဆိုရင်10နှစ်သမီးဉာဏ်ရှိတယ်တက္ကသိုလ်ကျောင်းသားဆိုတက္ကသိုလ်ကျောင်းသားဉာဏ်ရှိတယ်ဉာဏ်ရှိတော့ကိစ္စတွေကနှုံဖြစ်တယ်တီးပြီးသားဖြစ်တယ်အဲ့တော့အသက်16နှစ်အရွယ်ရှိတဲ့သူတစ်ယောက်နဲ့10နှစ်ရှိတဲ့ကလေးတစ်ယောက်နဲ့ဂျားထဲမှာ6နှစ်ဆိုတဲ့ age gap လေးရှိတယ်ဟုတ်အဲ့ဒီဟာလေးကသူက10နှစ်ကနေ16နှစ်အဲ့လိုကာလအတွင်းပေါ့နော်အဲ့လို6နှစ်တာကာလအတွင်းမှာ16နှစ်သားအတွက်ပေါ့အဲ့6နှစ်ကဖြတ်တန်းပြီးခဲ့တဲ့ KNOW known ဆိုတဲ့တည်ပြီးသားကာလဖြစ်ပေမဲ့ဒီ10နှစ်ကလေးအတွက်ကကြတော့သူ့ရဲ့ဂျားကာလ6နှစ်တည် unknown ဆိုတဲ့ကာလဖြစ်တယ်အဲ့တော့ဒီမှာကိုက by 1နေရာရှိရပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာကြရင် by 1နေရာအနာဂတ်ပုံစံရှိတယ်နော်အဲ့တော့ဒီဂျားမှာ gap ဖြစ်နေတယ်ဟနေတဲ့ကာလတွေရှိတယ်အဲ့ကာလတွေ unknown အဲ့တော့ by 1နေဒီနေ့အသက်20ဝန်းကျင်မှာဒီနေ့ reading ကိုဖတ်နေရဆိုရင်အသက်30ကို40ဆိုတာဒီ known လား unknown လားဆိုတော့ unknown မသိသေးတဲ့ကာလကိုယ့်ရဲ့ဉာဏ်နဲ့ဘယ်လို့မှလိုက်မမီသေးတဲ့ကာလကိုလိုတလုံးရှိတဲ့ future ကြီးပြောတာမဟုတ်ဘူးเนาะကိုကကိစ္စတစ်ခုကို turning point တစ်ခုကိုရောက်တော့မယ်ဒါပါတော့အသက်30မှာကိုကတထေးဖြစ်တော့မယ်ချမ်းသာမယ်အရန်ချမ်းသာမယ်ဒါပေမဲ့ကိုမသိသေးဘူးချိန်မှာအသက်20ပြည့်မှာဒီ reading ကိုဖတ်တဲ့ချိန်မှာအဲ့လောက်ကြီးအရန်ချမ်းသာမယ်လို့ကိုမသိသေးဘူးဂျားထဲမှာ10နှစ်တာရှိနေတဲ့ gap အဲ့ကာလဒီ unknown အဲ့ကာလထဲမှာဖြစ်သမျှအရာအားလုံးဒီကံကြီးအကြောင်းတရားပဲအသက်30မှာတထေးဖြစ်ကိုဖြစ်ရမယ့်ကံပါတဲ့အတွက်အဲ့ဒီ20ကနေ30ကြာအန်နှုံးဆိုတဲ့ကာလဒီကို့အနေနဲ့အပြည့်အဝဘာမှထိန်းချုပ်လို့မရဘဲနဲ့ငွေကြေးစီးပွားရေးတွေမှာလုံးဝကံကြီးအကျိုးတရားကိုယုံကြည်ပြီးတော့အလုပ်ပဲကိုဟာဝရိယပဲအားထုတ်နေရတဲ့အချိန်ဖြစ်တယ်ဒီ reading ကိုကြည့်နေတဲ့မှာ by 1နေဆိုရင်ထားပါတော့အသက်အရွယ်တစ်ခုအတွင်းမှာကျင်းစီပါအခုအချိန်မှာဘလောက်ပဲခက်ခဲဖြစ်ဖြစ်အသက်အရွယ်တစ်ခုအတွင်းမှာကျင်းစီပါအဲ့ခက်ခဲတွေကပြေလည်သွားလိမ့်မယ်ဒါပေမဲ့မပြေလည်ခင်ကစက်ကလုံးဝဒီလို19မှတ်ကိုကာလာကြတော့အန်နှုံးလို့ခေါ်တဲ့မတိသေးဘူးကိုယ့်ရဲ့ဉာဏ်နဲ့လည်းလိုက်မမီဘူးထိန်းချုပ်လို့လည်းမရဘူးဘာမှလည်းလုပ်လို့မရတဲ့ကာလာဘာမှလည်းမမြင်သေးဘူးတဲရောတွေပါတော့မေးနေတာမှအရေးမောလောက်ပဲအဲဒါတို့အနည်းဆုံးပြပြနိုင်တဲ့ကာလာပေါ့နော်အဲ့လိုဟာမျိုးလေးကိုအန်နှုံးလို့ဒီဘက်မှာတော့သတ်မှတ်တယ်အဲ့လိုကာလာတွေနဲ့ပတ်သက်ပြီးယုံကြည်မှုရှိရှိနဲ့ဖြတ်ကျော်ဖို့ဆိုတာဒီကိုတင်ယူရမယ်ကံသင်ခန်းစာဖြစ်ပါတယ်တဲ့အဲ့ဒါကဝေကျွေးမဟုတ်ဘူးเนาะဝေကျွေးမဟုတ်ဘူးပေါ့နော်ဝေကျွေးမဟုတ်ပါဘူးအဲ့တော့ဝေကျွေးမဟုတ်ပါဘူးဝေကျွေးဒီလုံးဝကိုဝေကျွေးဆိုတဲ့အရာကြီးကကြဘာမှလုံးမရတာဘာမှကိုဟိုမဖြစ်ပဲနဲ့သူကကြတော့ဟိုခံစားယုံဒေါသဖြစ်ယုံနာကျင်ရယုံပင်ပန်းရယုံတသက်ပဲเนาะဒီမှာပြောတဲ့ဟာကကြတော့ကံသင်ခန်းစာဆိုတာကြအဲ့လိုမဟုတ်ဘူးကံနဲ့ပတ်သက်ပြီးသင်ခန်းစာယူတဲ့အချိန်ဖြစ်တဲ့အရန်ကြီးမဆိုးပါဘူးဝေကျွေးဆိုတဲ့ karmic debt လောက်မဆိုးပါဘူးသူသင်ခန်းစာဖြစ်တဲ့ lesson ဖြစ်တဲ့ lesson ဆိုတဲ့သင်ခန်းစာကိုတက်မြောက်သွားရင်အကျိုးအများကြီးရှိတယ်အကျိုးဆိုတော့ဆက်လိုက်ပြီးသွားတာပေါ့เนาะဒါမျိုးလေးပေါ့ဒါကကြောင့်ကိုတင်ရမယ်ကန်သင်ခန်းစာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကန်သင်ခန်းစာကိုပါလဲဆိုရင်ဘယ်လိုသင်ရမလဲဆိုရင်ကန်သင်ခန်းစာကိုသင်ရတဲ့အခါမှာစိတ်ပြက်အာရော့ခြင်းနေစိတ်ပြက်ပြီးတော့မှအရန်စူးစားပြီးတော့เนาะထမ်းတော့အရန်နေစူးစားအရန်နေစိတ်ပြက်ပြီးတော့ခါတယ်စိတ်ပြက်လက်ပြက်နဲ့ထိုင်ပြီးတော့ကိစ္စတစ်ခုကိုလေတော်ပြီးငါစိတ်တိုင်းကြလောကကြီးမှာဘယ်လောက်ကြိုးစားငါစိတ်တိုင်းကြဖြစ်မှာတော့မဟုတ်ဘူးအဲ့တော့စိတ်တွေကို short လိုက်တော့မယ်ဆိုပြီးတော့ကြုံရတဲ့အချိန်မှာပြီးတော့သစ္စာဖောက်မှုတွေတငယ်ချင်းမိတ်ဆွေတွေစီရောချစ်သူကြီးသားတွေစီရောเนาะနေရာပေါင်းစုံကကိုယ်နောက်ကျောဓာတ်နဲ့ထိုးမှုတွေเนาะကိုတယောက်တည်းပြီးတော့ရွှင်လွတ်လပ်ပြီးတော့နေတာကိုမကျေနပ်တဲ့အတွက်၆တောနဲ့အရာတွေ
တစ်စပေါက်လေးအဲ့ဒါတွေအားလုံးကိုကြော်ဖြတ်ပြီးတဲ့နောက်မှာသင်ခန်းစာတွေရသွားပါတယ်သိလားအဲ့သင်ခန်းစာနဲ့အတူတူဘာရသွားမလဲဆိုတော့အဲ့လိုတစ်စပေါက်တွေကိုကိုကပါလဲဆိုတော့ပိုင်ဝမ်းနေကအရန်ဘယ်လိုခေါ်မလဲတို့တနာတယ်ပြောရမှာပေါ့ဒီမှာဆိုတော့တနာတယ်ကိူနာတက်တယ်အဲ့လူတွေကိုမှမေတ္တာထားမိခဲ့တယ်โอเคလူမှားပြီးတော့မေတ္တာတွေထားတာပေါ့နော်ခင်မင်ခဲ့တယ်မေတ္တာတွေထားခဲ့တယ်ငွေကြေးတွေပံ့ပိုးကူညီခဲ့တယ်ဆိုတော့ကိုယ့်အတွက်ကိုအာယုံဆိုင်ရမယ်အန်နှုံးကာလမှာသူများတွေအတွက်ကိုအများကြီးဖြစ်တည်ပြီးတော့သူများတွေကိုအများကြီးလုပ်ပေးခဲ့ရလေဒါပေမဲ့အဲ့အရာတွေကအဲ့ရတဲ့ပြန်ပြီးကိုယ်သစ္စာဖောက်သွားတယ်ဂျေစုပြန်ကန်းသွားတယ်เนาะအဲ့ဒါတွေနဲ့ကိုကတွေ့ပြီးတော့မှဘာလဲဆိုအော်ငါဒီခုနပြောတဲ့အန်နှုံးဆိုတဲ့မတိရသေးခင်เนาะပိုးပြီးကြီးမားတဲ့နေရာတစ်ခုမရောက်ရသေးခင်ကာလမှာသူများတွေကိုပဲလှုပ်ပေးနေလိုက်တာသဘောတရားကကိုယ့်ရဲ့တိုက်အိမ်ဆောက်လို့မပြီးခင်မှာကိုယ့်အိမ်မှာစီထားတဲ့အုပ်တွေကိုသူများကိုပေးခဲ့တာပဲဆိုပြီးကိုယ့်ကိုသဘောပေါက်သွားတဲ့အချိန်ရဲ့ပြီးရင်အဲ့လိုကိစ္စတွေအတွက်နောင်တမရဘဲနဲ့ကိုမှ universe ကချပေးတဲ့ plan ရှိတယ်တန်တရားကချပေးထားတဲ့ကံတွေရှိတယ်တန်တရားကချပေးထားတဲ့ဘဝဖြစ်တည်မှုပုံစံတွေရှိတယ်ဆိုတာကိုသဘောပေါက်သွားခြင်းဖြစ်ပါတယ်တဲ့နော်အဲ့ဒီသင်ခန်းစာကိုသင်ယူရမှာပါအခုကသင်ယူလို့ပြီးပြီလားလို့ကြည့်လိုက်တဲ့အခါကျတော့ပိုင်ဝန်းထားသူတွေတော်တော်လေးတော့သင်ယူဖြစ်နေတာမျိုးတော့မြင်ရတယ်တရားမှ60လောက်ကိုတော့သင်ယူနေပြီပေါ့နော်ကျန်တဲ့40ကတော့ဆက်လက်ပြီးတော့သင်ယူဖို့ကြံတာတွေရှိပါဦးမယ်အဲ့တော့ trusting the unknown ပါเนาะခါကျရင်ကိုမသိတဲ့အရာတွေနဲ့ပတ်သက်လို့ရှိရင်လေtrusting ဆိုတာကြတော့သူကယုံကြည်တယ်ယုံကြည်တဲ့မျက်စိစုံမှိတ်ပြီးယုံတာမဟုတ်ပဲနဲ့ပိုကောင်းတဲ့ plan သို့မဟုတ်တခြားသော plan တစ်ခုတော့ရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ယုံကြည်ရတာဖြစ်တယ်အဲ့ဒါကလည်းကိုတွေ့ယုံရတာเนาะဒါပါဇက်နဲ့ပြောတာမဟုတ်ပဲနဲ့ကိုတွေ့ကို unknown ဆိုတဲ့ကာလတည်ဖြတ်ဖို့ဖြတ်ကျော်ရမယ့်ကာလမှာကိုတွေ့ယုံရမယ့်ကိစ္စတွေဖြစ်လာတာပါတဲ့เนาะဒီကပိုင်2တွေအတွက်ကကြတော့ the mirror effect other reflect what you need to hear တလားအဲ့ဒါကြတော့ကိုကြုံရမယ့်ကားမဲ့ lesson ကဘာလဲဆိုတော့ mirror effect ဆိုတော့နည်းနည်းလေးတော့ထူးဆန်းတယ်တလား mirror effect အကြောင်းကျွန်မပြောပြရမယ်ဆိုရင်ကျွန်မကိုယ်တွင်းနဲ့ရှင်းပြီးပြောရမှာဖြစ်တယ်ဘယ်လို mirror effect လဲဆိုတော့လူတွေကလေကိုယ့်ကိုဆက်ဆံတဲ့ပုံစံကကိုယ့်အတွက် healing လုပ်ဖို့လိုတဲ့အရာတွေကိုပဲလူတွေက reflect လုပ်သွားတာမျိုးကိုကြုံရလိမ့်မယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကိုကြောက်ပါတယ်ဆိုတဲ့အရာတွေကိုပဲကိုချစ်တဲ့သူတွေကချစ်ပါတယ်လို့ပြောတဲ့သူတွေကလှုပ်သွားတာမျိုးပေါ့နော်အဲ့ဒါမျိုးပေါ့ကျွန်မကြုံရတဲ့ mirror effect ကတမျိုးကျွန်မ mirror ဖြစ်နေတာမျိုးလူတွေကလာပြောရကွာအရင်ချစ်ဖို့ကောင်းတာပဲဒါမှမဟုတ်လေအရင်မုန်းဖို့ကောင်းတာပဲလာပြောကြရကွာဒါပေမဲ့ကျွန်မသူတို့ကိုချစ်အောင်မုန်းအောင်ဘာမှမလုပ်နေဝတ်တုတ်ကလေးပဲထိုင်နေကွာဒါပေမဲ့သူတို့ရင်ထဲကသူတို့အတွက်သူတို့ကိုပြန်မြင်နေတဲ့အရာတွေကိုကျွန်မစီမှာ reflect လုပ်တာကိုအရန်မုန်းတဲ့သူဒီကျွန်မကိုမြင်တဲ့ခါကျရင်လေဘယ်လိုနေလို့နေရမှမသိအရန်မုန်းကြတယ်ဒါထူးခြားချက်ကိုချစ်တယ် self love ထားတဲ့သူတွေကြောင့်ကျွန်မကိုမြင်တာနဲ့သူကအရန်ချစ်တယ်ဆရာမချစ်စရာလေးဘာညာပြောကြတယ်သဘောတရားကျွန်မချစ်စရာကောင်းနေတာတဲ့သူတို့ self love ကအရန်အားကောင်းတာမို့လို့ကျွန်မ reflect လုပ်တာအဲ့ဒါ mirror effect ရဲ့သဘောတရားပဲသိလားအဲ့တော့ကိုကအဲ့ mirror effect ရဲ့ reverse ဖြစ်တာပေါ့နော်ဒီမှာじゃဘယ်လိုတွေ့ရလဲဆိုရင်လေလူတွေကကိုဘယ်လိုတုံ့ပြန်လဲဆိုတာကို healing လုပ်ဖို့လိုတဲ့အရာတွေကိုသူတို့ကဖော်ပြတာပါတဲ့အဲ့တော့လူတွေကကိုမုန်းပါတယ်ဆိုတဲ့အရာကိုလုပ်လိုက်မယ်ကိုကြောက်ပါတယ်ဆိုတဲ့အရာကိုလုပ်လိုက်မယ်ကိုဆက်ထိမခံနိုင်ဘူးဆိုတဲ့အရာကိုလူတွေကလုပ်သွားလိုက်မယ်ပိုင်ပြီးထားတဲ့သူတွေကလေကိုအနေနဲ့ဒီဟာဒီနောက်ဆုံးတော့သိခံမှုမျိုးဖြစ်ပါတယ်ဒီအရာကိုတော့ငါမကြိုက်ပါဘူးမလုပ်ပါနဲ့ဆိုရင်မကြိုက်ပါဘူးဆိုမှလုပ်ကိုလုပ်ချသွားတဲ့သူမျိုးတွေနဲ့တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ဒီခါကျရင်ဘာလဲဆိုတော့ဒီအရာပေါ်မှာကိုက boundary ထားတယ်ကွာ boundary ထားတာအောင်မှသူတို့သွေးတိုးဆန်းပြီးလှုပ်ချသွားတဲ့လူရှိတယ်ချို့ကြောင့်ကိုကတနာတယ်အားနာတတ်တယ်အဲ့ဒါအခွင့်အရေးယူပြီးတော့လှုပ်ဆောင်သွားတဲ့သူတွေရှိတယ်ဘယ်လိုပဲဖြစ်စေကမို့ကိုယ့်အတွက်အလွန်ကြုံမဖြစ်စေဘဲနဲ့ healing ဖြစ်ရမယ့်အချက်တွေကိုပြတဲ့ပုံစံနဲ့တစ်ဖက်လူတွေကလှုပ်သွားတတ်တယ်ဥပမာဆိုပါဆိုပိုင်ကျိုးတွေကသစ္စာဖောက်ခံပြီးချိလောက်ခံပြီးဆိုရင်အယုတ်ကျိုးပြက်လုံးဝကိုလဲတဲ့သူတွေပဲထားပါတော့တေးကြတယ်ကိုချီလုံးမဲ့သူတွေပဲတန်းစီပြီးလာမှာဘာကြောင့်လဲဆိုကိုရဲ့ healing လုပ်ရမယ့်ဟာဘာလဲဆိုရင်တစ်ဖက်လူကဖောက်ပြန်တာနဲ့ကိုကလဲကျသွားစီရမလို့အဲ့ဒါကို healing လုပ်ရမှာเนาะတစ်ဖက်လူကဖောက်ပြန်တယ်ဟုတ်တယ်သူဖောက်ပြန်တယ်ဒါပေမဲ့ကိုကသူဖောက်ပြန်တာကိုကဘာဖြစ်လို့လဲကျသွားရမှာလဲငါပြန်ထူထောင်ရမှာပေါ့ဆိုတဲ့ဟာမျိုးကို healing လုပ်စီချင်တာအဲ့တော့ပိုင်တူးတွေအဲ့လိုအခြေအနေနဲ့ healing မလုပ်တဲ့၍ကိုဘွားမှာအဲ့လိုလူရင်းနဲ့ပဲတွေ့ရပါလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုလူတွေကိုကိုယ်စိတ်နဲ့တန်းတူယုံကြည်မိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပိုင်တူးတွေအနေနဲ့နောက်ထပ်ဘယ်လိုဟာမျိုးကိုဒီထဲမှာသတိထားရမလဲဆိုလို့ရှိရင်လေသူကဒါပါတော့ပတ်စံပေါ့ကိုစီမလူတယောက်ကပတ်စံလာချီတယ်ကိုကကြောင့်သူကကိုစိတ်နဲ့နိုင်ပြီးပေါ့နော်သူပြန်ဆက်မှာပဲလေဆိုစိတ်နဲ့ပတ်စံချီပြီးလိုက်တယ်ဒါပေမဲ့ပြီးလိုက်ပြပါဖြစ်လေဆိုတော့အဲ့လူကပတ်စံနေပြန်မဆက်ဘူးโอเคအဲ့လိုကအချိန်မှာဆိုရင်ဘိုင်တူးတွေကငါကတော့တကယ်ချင်းကောင်းပြီးသားပဲမဲ့ तू ကတော့လောက်ရက်လိုက်လီချင်းဆိုပြီးတော့အဲ့လိုလဲပြိုသွားတဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်
အဲ့လိုမျိုးနေပဲထက်ကတခါတွေ့မယ်ဩငါတော့တကယ်ချင်းကောင်းပြီးသားပဲမဲ့နော် तू ကတော့မကောင်းဘူးအဲ့တော့ထားလိုက်တော့ငါပဲစူးစမ်းလိုက်မယ်ငါပဲလုပ်မယ်သူနဲ့ပတ်သက်ပြီးသူထိုက်သူကံမယ်ဆိုပြီးလွှတ်ချလိုက်တာအဲ့လိုမျိုး healing လုပ်ပြီးတော့ကိုယ့်ကိုအကောင်းဆုံးလမ်းကိုရှောက်နိုင်နေဆိုရင်အဲ့ဒါကကိုယ် healing လုပ်ပြီးသားဖြစ်တာမို့လို့ဒီလို mirror effect နဲ့ပတ်သက်ပြီးထပ်မံပြီးတော့အရင်နာကျင်စရာမလိုတော့ဘူးသင်္ကန်းစာတွေပြီးသွားတဲ့အတွက်ကြောင့်မလို့ငွေထက်လိမ့်မဲ့တငယ်ချင်းစုတွေနဲ့တွေ့စရာကြောင်းလုံးဝမရှိတော့တာမျိုးเนาะအဲ့ဒါမျိုးအနည်းဆက်ဆုံးပြောချင်တာโอเคအဲ့တော့အဲ့ဒီလိုကန်ကျွေးဝကျွေးတွေကိုဆက်နေရတာ okay ရဲ့လားပေါ့ဆက်ပြီးပြီလားဆိုတော့လေဒီမှာကြာရင်တော့ဆက်နေသေးလို့တော့တွေ့ရတယ်ဆက်နေသေးပေါ့နော်ဒါကိုယ့်ရဲ့ဝကျွေးကန်ကျွေးဆိုရင်လည်းဝကျွေးကန်ကျွေးဆက်နေသေးဒါကျတော့ဝကျွေးကန်ကျွေးတဲ့ဆိုင်သင်ငန်းစာပေါ့သင်ငန်းစာလို့ကျွန်မကမြင်လာဆိုသင်ငန်းစာတွေတင်ယူနေသေးလို့တော့တွေ့ရပိုင်တူးတယ်တင်ယူနေတော့မှပြီးတော့မပြီးမြောက်သေးဘူးเนาะတင်ယူပြီးလိုက်တဲ့ခါမှာအဲ့တင်ယူမှုကိုကွာတီးလိုက်တဲ့ခါကျလေစိတ်တော့တော်တော်လေးပျော်သွားတယ် yes ဒီမှာဆိုတွေ့လား trauma နာကျင်နေတဲ့ ninja ဖြစ်ကြောင်းအမှတ်သင်ကြတာတွေပေါ့နော်အဲ့ပါလဲဆိုလေကိုယ့်ရဲ့နာကျင်နေတဲ့စိတ်ဒဏ်ရာတွေကိုဖိုင်ထူတွေကလုံးဝနော်လုံးဝ healing ဒါဆို healing လုပ်တာပေါ့နော်ကိုယ့်ကိုစိတ်သစ်လူတင်းနဲ့ healing ဖြစ်အောင်လို့ကိုယ့်ကိုစူးစမ်းနေရတယ်ရှိတယ်အဲ့တော့တစ်ဖက်လူတွေကဘယ်လိုပဲဆက်ဆံနေဖြစ်စေကမှုဒီမှာဆို king of sword တွေတွေ့ရပါ reverse ပေါ့နော်အချွေဆိုလို့ရှိရင်စကလုံးပြပြတတ်တာနဲ့ကိုဟာဒီစကလုံးကိုကြားတဲ့အချိန်မှာနာကျင်တတ်ပါတယ်ဆိုတာသိရတာနဲ့သူကပြောသွားတာလိုမျိုးပေါ့နော်တစ်ဖက်လူကဆိုတော့ကိုကအိတ်နာကျင်မှုကိုစဖျောက်ပြီးနော်အိတ်နာကျင်မှုတွေကိုစဖျောက်ပြီး healing လုပ်ပြီးအဲ့တော့သူ့ဘက်ကဘယ်လိုပဲကိုပြောစီကမှုသူ့ဘက်ကဘယ်လိုပဲနော်ပြောတာဆိုတာလောက်တာသူ့ဘက်ကတခြားလူဘက်ကကိုဘလောက်ပဲစိတ်ကင်စာစိတ်တန်ရာပြီးကိုကတော့လုံးဝစိတ်ကင်စာကိုနော်လုံးဝမယူဘဲနဲ့ပြအောင်ကိုမယ်လူတွေကိုစေနာထားမြဲတိုင်းထားမယ်ကိုလည်းချစ်မြဲတိုင်းချစ်မယ်သူတို့ရဲ့အပြောအဆိုတွေချောင်းကိုနာကျင်အောင်နော်ဒဏ်ရာရအောင်လုပ်တယ်ပေါ့နော်ကိုကူစားတာမဟုတ်ပဲဒဏ်ရာရအောင်လုပ်တဲ့အရာတွေချောင်းကိုကဒီထက်ပိုပြီးတော့ပွန်းပဲစရာမလိုဘူးဆိုတဲ့စိတ်ဓာတ်မျိုးပေါ့နော်အဲ့လိုစိတ်ဓာတ်မျိုးနဲ့တဲ့တိလာတမဆိုတော့ပိုင်2တွေကအဲ့လိုပုံစံလေးသွားနေတယ်ပေါ့နော်အဲ့လိုစသွားနေပြီလို့တော့မြင်ရတယ်အဲ့တော့ healing ဖြစ်နေပြီလားလို့မင်းတော့တိုင်းတာတစ်ခုထီတော့ကောင်းကောင်းလေးတော့ healing ဖြစ်နေတာကိုတွေ့ရတယ်အပြည့်အဝကြီးမဟုတ်ရင်တော့မှအနေထားတစ်ခုတော့ရောက်နေပြီပေါ့နော်အဲ့တော့စိတ်သစ်လူတင်နဲ့ကိုကို healing လုပ်နိုင်ပါလိမ့်မယ်အဲ့တော့ကိုလူတွေဆက်ဆံတဲ့ပုံစံကကို healing လုပ်ဖို့အတွက်လိုနေတဲ့အရာပေါ်မှာမူတည်ပြီးဆက်ဆံတာပါအဲ့တော့ပိုင်ဝမ်နေကိုကစကားနေတဲ့အားနေတဲ့တခုခုဆိုရင်ခေါင်းငုံခံလိုက်တဲ့သူဆိုရင်ဘယ်လိုလူတွေလာမလဲအနိုင်ကျင့်တဲ့သူတွေပဲကိုစီကိုလာမယ်အဲ့တော့ကိုကဘာလဲဆိုရင်တခုခုဆိုတာနဲ့ငါခေါင်းငုံခံတဲ့သူမဟုတ်ဘူးချက်ကြလက်ကြနဲ့နော်စီးတဲ့ဘောင်တွေကနေတုံ့ပြန်တတ်တဲ့သူဆိုတာမျိုးကို healing ပြန်လုပ်ပြီးဆိုတာနဲ့တစ်ဖက်မှာကိုအနိုင်ကျင့်မဲ့သူတွေလာမလားမလာတော့ပါဘူးတဲ့နော်အဲ့လိုပုံစံမျိုးလေးကိုပြောချင်တာပါဆိုတော့ဒါကိုကြုံတွေ့ရတဲ့ mirror effect ပါကဲအဲ့တော့ဒီနေ့ဖတ်ပေးခဲ့တဲ့ reading လိုမျိုး comment lesson reading လေးတွေဖတ်ချင်တယ်ဆိုလို့ရှိရင် page မှာ #comment lesson ဆိုပြီးတော့question လေးမေးထားလို့ရပါမယ်ကဲ bye bye